ဒီနေ့မှာတော့ Facebook ကမတယောက်ကမွေးငါးကိုတက်တက်လူလေးချက်ပြထားတာကြည့်ပြီးတော့ရန်စားချင်တာနဲ့လက်ချက်စားဖြစ်ပါတယ်ရှင်။အင်းချက်နီးတွေကိုတနေရာထဲမှာကြည့်ကျင်နေဆိုရင်တော့ဒီမရဲ့ကောင်မဝင်ကြည့်လို့ရပါတယ်။ကျွန်မကတော့မွေးငါးကိုအကြကွင်းနဲ့စားမယ်ပေါ့နော်။ချက်နီးလေးကိုလည်းအဆုံးတိလိုက်ပါကြည့်ရှုပေးကြပါအောင်ရှင်။ကျမကတော့အရင်ဆုံးကလစ်ဘဲကိုနူးနေအောင်ပြုတ်လိုက်ပါမယ်ရှင်ပဲပြုတ်ရည်ကိုလည်းမတုံမင်းနဲ့ပေါ့နော်ပြန်သုံးမယ်ပေါ့နော်ပဲကိုတော့ဇွန်းလေးနဲ့ခြေထားပါမယ်ခြေပြီးရင်တော့ပဲပြုတ်ရည်လေးနဲ့ပြန်ရုံထားလိုက်ပါမယ်ရင်းနှီးပွက်ဆူထဲမှာစစ်သွန်တွေကိုလေးစိတ်တစ်ခုပြောထည့်ပါမယ်စပလင်းရောတစ်ခါထည့်မယ်ပေါ့နော်ပြီးရင်တော့ဆန်လုံးမုံကိုလည်းရင်းနှီးလေးနဲ့ဖြောထားလိုက်ပါမယ်ငနမလေးလည်းကြိုတင်ပြီးတော့ပြင်ဆင်ထားလိုက်ပါမယ်ဒါတွေကလည်းကိုယ်တိုင်စိုက်ထားလေးပေါ့နော်ပွက်ဆူလာပြီဆိုရင်တော့ကျမကတော့စစ်သွန်တွေကြော်ထားတာလေးကိုထည့်ပါမယ်ဆန်လုံးဖြောထားတာလေးကိုလည်းထည့်ပါမယ်ကလေးပဲလေးကိုလည်းထည့်လိုက်ပါမယ်ရှင်ပွက်ဆူလာပြီဆိုရင်တော့အရသာပေါ့ငယ်မီးလို့ရပြီပေါ့နော်ကျွန်မကတော့စားနဲ့ဟင်းချုံမုံငယ်ငယ်သုံးထားပါတယ်ဆန်လော်နဲ့မူမွေးလေးပေါ့နော်စပလင်နဲ့မူမွေးလေးနဲ့တက်တက်လုံးမွေးငါးလေးရပါပြီရှင်လိုက်ချက်စားကြည့်ကြပါအောင်ရှင်